တခါတော့ကဘရင်တစ်ပါးဟာသူ့ရဲ့တိုင်းပြည်ကိုမင်းကျင့်တရားနဲ့အညီအုပ်ချုပ်နေပါတယ်တခါမှာတော့သူ့တိုင်းပြည်ကိုလေ့လာကြည့်ရှုဖို့ရာခြေလျင်ဖြင့်ပဲလှည့်ပတ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်သူ့တိုင်းပြည်ရဲ့ဝေးလံခေါင်ဖျားတဲ့နေရာတွေနဲ့တွာလာရခက်ခဲတဲ့နေ9 လတွေကိုသူကိုယ်တိုင်လေ့လာခြင်းတဲ့အတွက်တခြားသောအချွေအရန်တွေကိုမခေါ်ဘဲတယောက်ထဲနန်းတော်ကနေထွက်ခွာလာခဲ့ပါတယ်ရက်သက်တစ်ပတ်ကြာပြီးတဲ့အခါမှာတော့ဘရင်ဟာနန်းတော်ကိုပြန်ရောက်လာခဲ့ပါတယ်။အဲ့ဒီအခါမှာသူ့ရဲ့မှုမှတ်တွေကိုစိတ်ခေါ်ပြီးသူကြုံခဲ့ရတာတွေကိုဆွေးနွေးပါတော့တယ်။တိုင်းပြည်ရဲ့အချို့သောနေရာတွေမှာလမ်းမသွားလာရေးအင်မတန်ခက်ခဲနေတာကိုတွေ့ခဲ့ရပါတယ်။အဲ့ဒီအတွက်တိုင်းသူပြည်သားတွေဟာအင်မတန်ပင်ပန်းခက်ခဲစွာသွားလာနေရတာကိုစိတ်မကောင်းစွာသိခဲ့ရပါတယ်ဆိုပြီးဘရင်ဟာသူ့ရဲ့မှုမှတ်တွေကိုပြောပါတယ်။လမ်းတွေကကြမ်းတမ်းလွန်းလို့ဘရင်ဟသူ့ရဲ့ခြေထောက်မှာတောင်မှအနာတရားတွေဖြစ်လာခဲ့တဲ့အကြောင်းမှုမှတ်တွေကိုပြောပြပြီးသူသွားလေးလာခဲ့တဲ့နေရာအချို့ရဲ့လမ်းတွေကိုအကောင်းစားတရေတွေနဲ့ခင်းပေးဖို့မှုမှတ်တွေကိုအမိန့်ပေးလိုက်ပါတယ်။အဲ့ဒီအခါမှာပညာရှိအမတ်တွေကဘရင်ကိုအကြံပေးကြပါတယ်။အရှင်မင်းကြီးတိုင်းပြည်အသီးသီးကမြို့နယ်တိုင်းအတွက်အကောင်းစားတရေတွေနဲ့ခင်းကျင်းပေးဖို့ဆိုတာကငွေကုန်ကြေးကြများသလိုအခြားသောတိရစ္ဆာန်တွေသွားလာတဲ့အခါမှာလည်းတရေတွေဟာအလကားပျက်စီးကုန်မှာပါပဲ။အဲ့ဒါကြောင့်ငွေကုန်ကြေးကျခံပြီးအလကားဖြစ်သွားနိုင်ပါတယ်ဆိုပြီးပြောကြပါတယ်။ဘရင်ရဲ့ပညာရှိအမတ်ဟာဆိုရင်အရှင်မင်းကြီးသာခွင့်ပြုမယ်ဆိုရင်ကျွန်တော်မျိုးမှာအကြံတစ်ခုရှိပါတယ်ဆိုပြီးခွင့်တောင်းပါတယ်။ဘရင်ကလည်းပညာရှိရဲ့အကြံကိုကြားတဲ့အခါသဘောကျလျက်ခွင့်ပြုလိုက်ပါတယ်။အဲ့ဒီအကြံကတော့တိုင်းပြည်မှာရှိသမျှပြည်သူအလုံးကိုဖနက်တရံစီပြုလုပ်ပေးပြီးဖနက်စည်းခိုင်းလိုက်ဖို့ပါပဲ။တကယ်တော့ဒီပုံပြင်လေးဟာဟိုးရင်နှစ်ပေါင်းများစွာဖက်နှက်တွေတောင်မပေါ်သေးခင်ကဇလန်းမျိုးဖြစ်မယ်ထင်ပါတယ်။ဒါပေမဲ့ပေးခြင်းတဲ့မက်ဆေ့ကတော့တခါတလေကျွန်တော်တို့ဘဝမှာမထင်မှတ်ထားတဲ့အရာလေးတွေရှိပါတယ်။အရန်ခက်ခဲတယ်လို့ထင်ပေမဲ့အဲ့ဒီအရာဟာကိုယ်တိုင်ပြုပြင်ပြောင်းလဲလိုက်ရင်ဘာမှမဟုတ်တဲ့အရာလေးတွေဖြစ်သွားတာမျိုးပေါ့။တခါတလေကြရင်ကျွန်တော်တို့တွေဟာအခြားသူတွေကိုပြောင်းလဲဖို့မျှော်လင့်တတ်ကြပါတယ်။ပုံမြင်ထဲကဘရင်လိုခြေထောက်နာမှာဆိုလို့တပြည်လုံးကိုလမ်းခင်းပေးရမယ့်အစားကိုယ်တိုင်ဖနက်စီးလိုက်တော့ခြေထောက်နာမတက်တာသွားဘူးလားအဲ့ဒီလိုပါပဲဘဝမှာတင်မပြုတ်ပြင်နိုင်တဲ့အရာတွေအများကြီးကြုံရပါလိမ့်မယ်တင်ဘဝရဲ့အခြေအနေတိတ်မိဘတင်အတိုင်းဝန်စသဖြင့်ပေါ့သူတို့ကိုတင်မပြောင်းလဲနိုင်ဘူးဆိုရင်သူတို့စီကနေတင်ငန်းစာယူပြီးတင်ကိုတင်သာပြောင်းလဲပြစ်နိုင်ပါတယ်အရန်ဆဲတန်တဲ့လူတစ်ယောက်ကိုတင်မနှမြုပ်ဘူးဆိုပါစို့အဲ့ဒီလူကိုဆဲတာမကောင်းဘူးမဆဲပါနဲ့ပြုပြင်ကြည့်ပါမကြခင်တက်တဲ့အချင်းပြောက်သွားမှာပါလို့မပြုပြင်ခြင်းတဲ့လူကိုပြုပြင်ပြောင်းလဲပါလို့တိုက်တွန်းမဲ့အစားအဲ့ဒီလူကိုသင်ခန်းစာယူပြီးတင်ကိုယ်တိုင်မဆဲဘူးရေလို့တင့်ကိုတင်ပဲပြုပြင်ယူလို့ရနိုင်ပါတယ်အဲ့ဒီသဘောတရားပါပဲတင်မွေးဖွားလာခဲ့တဲ့မိသားစုဟာပျော်ရွှင်စရာမကောင်းဘူးစိတ်တန်ရာတွေအများကြီးရခဲ့တယ်ဆိုရင်တင်းရဲ့မွေးဖွားရာမိသားစုဘဝကိုပြုပြင်လို့မရနိုင်တော့တဲ့အတွက်တင်းကိုယ်တိုင်တိဆောက်တဲ့မိသားစုဘဝကြရင်ပျော်စရာကောင်းပြီးစိတ်တန်ရာကင်းတဲ့မိသားစုဘဝလေးဖြစ်အောင်တင်းကိုယ်တိုင်ပြုပြင်ပြီးပြောင်းလဲတဲ့နာမျိုးပေါ့တကယ်ကကိုယ်တိုင်ပြောင်းလဲလိုက်ရင်ကိုရလက်ကအများကြီးကွာသွားတတ်ပါတယ်ဆိုတာကိုသတိထားနိုင်ဖို့တင်ပြပေးလိုက်ပါတယ်နော်